အဖြူရောင်အလင်းတန်းကြီးဟာတပြေးပြေးမိန့်ဖြော့သွားပြီးအေးဆက်တဲ့လေတို့ကအောင်သူရဲ့ပါးပြန်ကိုလာထိတွေ့ပါတယ်အောင်သူမျက်လုံးကိုအာယူဖွင့်လိုက်တဲ့အခါသူဟာအင်အိုဂီရဲ့အပြင်ဘက်ချန်စီယိုဟောင်းနာကမြက်ထင်းပေါ်မှာလဲရောက်နေတာကိုတွေ့လိုက်ရပါတယ်အပြင်ဘက်မှာမိုးဆက်တွေကဆဲသွားပြီးဖြစ်ပြီးလာတာတာညာချမ်းတွေကိုထင်နေပါတယ်သူအိမ်ကြီးဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါအိမ်ကြီးဟာအရင်ကလိုခန့်ခန့်ထင်ထင်မရှိတော့ပါဘူးနှစ်ပေါင်းများစွာကတည်းကမီးလောင်ကျွမ်းထားသလိုမျိုးပြာပုံတွေအုတ်ကျိုးအုတ်ပဲ့တွေနဲ့သာပြင်းထန်နေပါတယ်အရင်ကခံစားခဲ့ရတဲ့ချုပ်ချားစရာအငွေ့အသက်တွေငိုသံတွေခြေရာတွေအားလုံးဟာလေထဲမှာပျောက်ကွယ်သွားသလိုမျိုးငြိမ်သက်နေပါတယ်ဖြစ်ပျက်ခဲ့တဲ့နေရာတွေအားလုံးဟာအောင်သူအတွက်အိမ်မက်တစ်ခုလိုခံစားနေပေမဲ့သူ့ရဲ့လက်ဖွားထဲမှာခံစားနေရတဲ့အပူရှိန်ကြောင့်ငုံကြည့်လိုက်မိပါတယ်သူ့လက်ထဲမှာခုနကရုပ်သေးရုပ်မရှိတော့ပါဘူးဒါပေမဲ့နာယီစင်းရဲ့ဆက်သွားသေးသေးလေးတစ်ခုကလက်ထဲမှာကြံရက်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီဆက်သွားလေးပေါ်မှာသွေးလိုမျိုးအနီရောင်စာလုံးလေးနဲ့ဂျေဇူးတင်ပါတယ်ဆိုတဲ့စာသားလေးထင်ကြံနေတာကိုတွေ့လိုက်ရပါတယ်ခဏကြာမှတော့ရွာကန်လူကြီးတစ်ယောက်ကအောင်သူကိုတွေ့သွားပြီးအန်အောတကြီးနဲ့လာမေးပါတယ်မောင်ရဲ့ဒီအိမ်ပြက်ကြီးနားမှာဘာလုပ်နေတာလဲတဲ့အောင်သူလဲဘာဖြစ်လို့လဲဘာဆိုပြီးမေးကြည့်တော့ရွာကန်လူကြီးကဒီအိမ်ကလွန်ခဲ့တဲ့အနှစ်90ကလေးကအင်ရှင်ကြီးကိုတက်သေးပြီးမီးလောင်သွားတာလေအထဲမှာဘဒူးမှမရှိတော့ဘူးတဲ့အောင်သူဘာမှပြန်မပြောပဲပြောင်းလိုက်မိပါတယ်သူဖိလိုက်တာကတော့အင်ရှင်ကြီးဟာသူ့ရဲ့နှလုံးသားကိုနာယီစင်ထဲမှာပိတ်လောင်ထားခဲ့ပြီးအောင်သူကအဲ့ဒီကျိန်စာကိုခြေဖြတ်ပေးခဲ့တာပဲဖြစ်ပါတယ်အောင်သူလဲရွာကန်လူကြီးကိုသူဟာခရီးသွားတစ်ယောက်ကြောင်းတယ်ဒီနေရာကိုလာရောက်လဲပတ်တာဖြစ်ကြောင်းပြောကာသူ့ရဲ့ချောဘောအိတ်ကိုလွှဲပြီးအင်အိုကြီးစီကနေဖြည်းဖြည်းချင်းလမ်းရှောင်ထွက်လာခဲ့ပါတယ်သူ့ရဲ့နောက်ကျောဘက်စီကနေလေတိုးတန်လိုနဲ့သွားတော့အောင်သူဆိုတဲ့နှုတ်ဆက်တန်းလေးကိုကြောက်လိုက်သလိုပါပဲနောက်ရက်မှာပဲအောင်သူဟာနေရပြန်ဟောက်လာခဲ့ပြီးဒီခရီးစဉ်ဟာပြီးဆုံးသွားပေမဲ့သူ့ရဲ့လက်ထဲမှာကြံရစ်နေတဲ့ဆက်သွားလေးကတော့ဒီအိမ်အိုကြီးရဲ့လွတ်ဝက်ချက်ဟာတကယ်ရှိခဲ့တာကြောင့်တတ်တယ်ဖြစ်ကြံရစ်နေပါတော့တယ်